ဒီနေ့မှာတော့အရန်ကိုမိုက်တဲ့ကျုပ် point project တစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီ project ကတော့ကျွန်တော်တို့ left front area မှာတည်ရှိပြီးတော့ကျွန်တော်တို့မြန်မာလူမျိုးတွေနဲ့မစိမ့်တဲ့အဝါ line ပေါ့နော် MRT yellow line နဲ့600 meter အကွာမှာတည်ရှိပါတယ်ဟုတ်ကဲ့ပါဒီ project ကကျွန်တော်တို့ဈေးအများကြီးမပေးရပါပဲနေရာကောင်းမှာတည်ရှိပါတယ် location အနေနဲ့ဆိုရင်အခုဒီမှာမြင်တဲ့အတိုင်းပဲ MRT ချို့ချိုင်4နဲ့ကျွန်တော်မီတာ600အကွာမှာတည်ရှိတယ်ဒါကတော့ yellow line ပေါ့နော် yellow line ဆိုတော့ကျွန်တော်မြန်မာရင်းနဲ့ရင်းနှီးတဲ့ကျွန်တော်တို့ Bankapi Mall တို့ပေါ့နော် The Mall of Bankapi နဲ့လည်းကျွန်တော်နီးနီးနားနားမှာတည်ရှိတယ်ပြီးတော့ရင်ကျွန်တော် MRT အပြာ line MRT left front နဲ့လည်း interchange လုပ်မယ်ဆိုရင်ကျွန်တော်ဒီမှာအပြာ line နဲ့ interchange လုပ်လို့ရတယ်အဲ့ဒါအောင်မှကျွန်တော်ရှေ့ဆက်သွားမယ်ဆိုရင်တော့ကျွန်တော်လူတော်တော်များများသိကြတဲ့ BTS Sukhumvit line နဲ့လည်း interchange ထပ်လုပ်လို့ရပါသေးတယ်ဒါအပြင်ကျွန်တော်တို့ဒီနေရာနေကျွန်တော်အောက်ကိုသွားမယ်ဆိုရင်ကျွန်တော်တို့ MRT ဝိတ်ခွန်ပေါ့နော်ဝိတ်ခွန် area ကိုလည်း land direct ပောက်ပါသေးတယ်ပြီးတော့ဆက်သွားမယ်ဆိုရင် Rama 9 area ကိုလည်းကျွန်တော်အချိန်တိုတွင်းသွားလို့ရပါသေးတယ်ဟုတ်ကဲ့ပါ project အနေနဲ့ဆိုရင်စုစုပေါင်း building 3လုံးပါဝင်မှာဖြစ်ပြီးတော့ကျွန်တော်ဒီဘက်မှာဆိုရင်တော့ commercial unit အခန်း6ခန်းပါဝင်တဲ့ commercial unit တစ်ခုလည်းတည်ရှိမှာဖြစ်ပါတယ်ဒီ building 3လုံးမှာရရှိနိုင်တဲ့ unit တွေကတော့ one bedroom အသေးပြီးတော့ one bedroom အကြီးပေါ့နော်ပြီးသွားပြီဆိုရင် one bed plus နဲ့ two bedroom ဆိုပြီးတော့ရွေးချယ်တဲ့ unit 4မျိုးရရှိမှာဖြစ်ပါတယ်facility အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီအလယ်မှာကျွန်တော်တို့ swimming pool ရှိမယ်ပြီးတော့ရင် garden တွေရှိမယ်ပြီးတော့ရင်ကျွန်တော်ဒီဘက်မှာ club house ကိုရှိမှာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်ဒီမှာ rooftop garden တွေလည်းပါဝင်အောင်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်နဲ့တူတူအခန်းလေးတူတူလိုက်ကြည့်ရအောင်ဗျာဟုတ်ကဲ့ပါအခုကျွန်တော်ရောက်နေတဲ့အခန်းလေးကတော့ one bedroom signature 30.5 square meter ပဲဖြစ်ပါတယ်ဒီ project မှာကတော့အခုမြင်တဲ့အတိုင်းပဲပေါ့နော် kitchen ဆိုရင်ကျွန်တော်တို့ enclosed kitchen ဖြစ်မယ်ပြီးသွားရင်အခုဒီဘက်မှာမြင်တဲ့အတိုင်းပဲပေါ့နော် bedroom ဆိုတီးသန့်ဖြစ်မယ်ကျွန်တော်ရေချိုးကိုင်းတာတီးသန့်ဖြစ်မယ်ဗျပြီးတော့တခုအားသာတာကဒီ project က fully furnished ရမယ်ကျွန်တော်ကတင်းတွေဗီဒီယိုတွေပါမယ်ဗျအခုတိုက်တာလေဒီမှာကအခန်းနေဆိုရင်ကျွန်တော်တို့ပုံမှန်ဆိုရင်ဒီတကားတွေပေါ့နော်ဒီ sliding door တွေက2ချက်တွဲအများကြီးဒီ project ကတော့3ချက်ထိုးတွေလောက်ထားရပေါ့နော်အဲ့တော့နေရာစာလဲတတ်တာတော့ပြတော့ compact ဖြစ်နေကျွန်တော်တို့လူနေမှုအဆင့်တခုရရှိမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဒီ project လေးကတော့2029 quarter 1မှာပြီးစီးမှာဖြစ်ပါတယ်အကယ်၍ဒီ project လေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ SAC investment page ကိုခုပဲဆက်သွယ်မြင်မြန်လို့ရပါတယ်ဗျဟောတခုပြောဖို့မေ့သွားတာ starting price အနေနဲ့ဆိုရင် time back 2 million ဝန်းကျင်ကနေပြီးတော့စတင်ရရှိနိုင်ပါတယ်ဗျ